ရှေ့စပွဲအောင်မြင်ဖို့ရှိနေကြတာဖြစ်ပါတယ်။ဒါကြောင့်ဘယ်တင်ကအခွင့်အကောင်းတစ်ခုကိုအသုံးချနိုင်ပြီစောင့်ကြည့်ရမယ်။ဒီချိန်မှာလီပေါ်တင်မဲ့လည်းဖြတ်ချိုးပြီး baby ဂိုးပြီးများဒုတိယပိုင်းပြန်စပြီးတော့10မိနစ်ကြာမှာပဲလိုအပ်နေတဲ့ခြေပါကိုတစ်ခုကိုတော့လီပေါ်တင်စတင်ပြီးတော့ရှောက်ခဲ့ပြီးဖြစ်ပါတယ်။ညာချမ်းကအလိုက်တင်ဖြတ်ချိုးပေးတဲ့အနေအထားတစ်ခုမှာလီပေါ်တင်ရဲ့အဆုံးသက်ကလုံးဝအမှားယွင်းခင်းခင်းနဲ့တွင်ကိုတစ်ခုဖြစ်ပြောင်း ဆက်လက်စောင့်ကြည့်သွားရမယ်ခင်ဗျဒီဘောကနေပေးထားတယ်မာတယ်ခင်ဗျပေးကဲကိုဘီခင်ဗျစီရီးယားတင်းရဲ့ဂိုးသမားအာဆန်ဟာဆန်ဘောလုံးကပြက်ရှက်ထွက်လာခဲ့ပြီးတော့နစ်ကူမာလင်းလင်းမြဲမြဲပေါ်လာတဲ့အခွင့်အရေးကိုအဆုံးသတ်ခဲ့ပြီးတော့ဒီဘောတင်တော့ဒုတိယမြောက်ခြေပါကိုရှာဖွေပေးသွားခဲ့လေဖြစ်ပါတယ်ကိုကျင်ဆိုရေးအကြီးချိန်မှာတော့ပွဲစဉ်ကတော့တကယ်ကိုရင်ကုန်ဆက်လှုပ်ရှားဖို့ကောင်းလာခဲ့ပြီလည်းဖြစ်ပါတယ်ကိုကြီး စီရတဲ့ကိုသမား